Hello အားလုံးကလည်းကြောပါမင်္ဂလာပါဒီတင်မှာတော့တငင်းကုန်းစရာမှာထားတဲ့ရေပဲကိုအာလူးနဲ့ချက်စားပြမှာဖြစ်ပါတယ်အရင်ဆုံးရေပဲကိုတေချာဆေးပါတယ်ဆေးပြီးတော့လို့ရှိရင်ရေပဲကိုတုံးတုံးလေးခုတ်ပါမယ်ပြီးတော့အသားမှာကက်နေတဲ့အမွေးကိုတေချာနှုတ်ပါမယ်စားချုံမုတ်မစနွေးမစလာတို့နဲ့နှထားပါမယ်အကုန်လုံးရောသမမွေဝေးသွားလို့ရှိရင်ရေခဲတစ်တာထဲမှာ15မိနစ်လောက်ထည့်ထားပါမယ်ပြီးတော့အဲ့လိုထည့်ထားတဲ့အချိန်မှာတစ်ဖက်ကအာလူးကိုနှောထားပါမယ်ပြီးတော့ဂျင်းစင်စက်တနီစက်တဖြူတို့လည်းတေချာနှောထားပါမယ်အာလူးတို့ဒီလိုလေးရေစိမ်ထားမှာပေါ့နော်ပြီးတော့ငရုတ်သီးခွဲချက်ကိုဒီလိုလေးတေချာညက်အောင်ထောင်းပါမယ်အဲ့ထောင်းထားတဲ့အချိန်မှာပဲစက်တနီစက်တဖြူတို့ကိုထည့်ပြီးတော့ထည့်ထောင်းပါမယ်ပြီးတော့မီးနဲ့မွဲ့ပြီးတော့စီပူလာအောင်စောင့်ပါမယ်စီပူလာပြီဆိုရင်ထောင်းတဲ့ဥစ္စာထည့်ပြီးတော့စီတက်ပါမယ်ပြီးတော့ရေခဲတစ်တာထဲမှာလှည့်ထားတဲ့ရေပဲအကုန်လုံးထည့်ပါမယ်မွေးမွေးလေးဖြစ်သွားအောင်ဆလာမင်းရဲ့ထည့်ပါမယ်ပြီးတော့အရာကိုလာအောင်ပဲငယ်ပြားရထည့်ပါမယ်ပြီးတော့အကုန်လုံးနေပြီးတော့ရေကိုလိုတိုးပူလျှော့ထည့်ပါမယ်ဆူလာပြီဆိုရင်အာလူးထည့်ပါမယ်အာလူးထည့်ပြီးသွားလို့ရှိရင်နောက်ဆုံးစစ်နေနဲ့ရှမ်းနဲ့ကိုထည့်ပါမယ်ကဲအခုဆိုရေပဲအာလူးဟင်းရပါပြီခင်ဗျာကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးပါခင်ဗျာနောက်ဗီဒီယိုမှာလည်းဆုံတွေ့ကြပါမယ်